မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ33ချိန်မြောက်အထိကျင်းပခဲ့တဲ့စီးကိန်းသမိုင်းကြောင်းတစ်လျှောက်မှာလက်ရှိထိုင်းနိုင်ငံမှာကျင်းပနေတဲ့စီးကိန်းမှာတော့မြန်မာလက်ရွေးစင်အသင်းတွေမှတ်တမ်းတစ်ခုပိုင်ဆိုင်ခဲ့ပါတယ်။ကောင်းတဲ့ဘက်ကတော့မဟုတ်ပါဘူး။ယခုနေ့ထိုင်းနိုင်ငံစီးကိန်းပြိုင်ပွဲမှာအမျိုးသမီးလက်ရွေးစင်အသင်းရောအမျိုးသားယူ22အသင်းနှစ်သင်းလုံးကတော့အုပ်စုအဆင့်ကနေလှည့်ပြန်ခဲ့ရပါတယ်။အမျိုးသမီးလက်ရွေးစင်အသင်းကအုပ်စုအတွင်းမှာဆိုရင်နှစ်ပွဲနိုင်ရမှတ်6မှတ်အထိရခဲ့ပေမဲ့ head to head စနစ်နဲ့ semi final ကိုမတက်ရောက်နိုင်ခဲ့ပါဘူး။စီးကိန်းပြိုင်ပွဲတိုင်းမှာအမြဲလိုနောက်ဆုံး၄သင်းစီးရင်ဝင်ခဲ့ရတဲ့အမျိုးသမီးလက်ရွေးစင်အသင်းကဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့12ကြိမ်မှာ4ကြိမ်ကိုဒုတိယရခဲ့တယ်။9ကြိမ်ကိုတတိယနေရာရခဲ့ပြီးတော့စတုထကတစ်ကြိမ်ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့အုပ်စုမတက်နိုင်ခဲ့ပေနဲ့အဆိုးရွားဆုံးမှတ်တမ်းဖြစ်လာခဲ့တာပါ။အမျိုးသားအသင်းကလည်းစီးကိန်းမှာ9ကြိမ်အထိဘိုးဆွဲခဲ့ပြီးတော့တတိယမြောက်အောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။ဒီနှစ်မှာတော့ဖိလစ်ပိုင်အသင်းနဲ့အင်ဒိုနီးရှားအသင်းတို့ကိုအုပ်စုအတွင်းမှာဂိုးပြတ်အရေးနှင်းခဲ့ရပြီးတော့ဆီမီဖိုင်နယ်အဆင့်ကိုရောက်မလာခဲ့ပါဘူး။1983ခုနှစ်ထဲကရွှေတံဆိပ်ဆုနဲ့ဝေးကွာနေခဲ့ရတဲ့လက်ရွေးစင်အသင်းတွေကယခု33ကြိမ်မြောက်စီးကိန်းမှာတော့အမျိုးသားအသင်းရောအမျိုးသမီးလက်ရွေးစင်နှစ်သင်းစလုံးဆီမီဖိုင်နယ်ကိုမတက်ရောက်နိုင်ခဲ့တဲ့မှတ်တမ်းစိုးကိုလက်ဝဲပိုင်ဆိုင်ခဲ့ရပါတော့တယ်ခင်ဗျာ။နောက်ဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ထူးထူးခြားခြားအားကစားသတင်းလေးကိုတင်ဆက်ပေးနေကြဖြစ်တဲ့ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာ။